အားလုံးပဲမင်္ဂလာပါမိတ်ဆွေအပေါင်းတို့ကြားမှာချလာကြပါစေလောဤစာဒပြေဝပန်းဆိုင်နေကြပါစေအလုံးအကဲအစင်ပြေနေကြပါစေလိုရာပါတဲ့အများစုရောနေကြပါစေဒီကနေ့မှာကျွန်တော်နောက်ထပ်ကတာတစ်ပုဒ်တင်ပြပေးချင်ပါတယ်ဒီကတာတော်တွေကိုမိတ်ဆွေတို့အတွက်အကျိုးအများကြီးစီနေမယ်လို့ကျွန်တော်တင်ပြလဲပါတယ်ဒီကတာတော်တွေကိုအတော်လို့လို့စီရင်ကျွန်တော်အဆိုတိကြည့်ပေးပါမိတ်ဆွေတို့ရုပ်ဖားတဲ့အခါမှာအပပပအတာပပတတနဲ့ရုပ်ဖားပါရိုးရိုးကြည့်ကြည့်နဲ့ရုပ်ဖားပါရုပ်ဖားရချစ်အကျိုးရှိစုကိုနေစေရုပ်ဖားချစ်ဖြစ်ကိုအားပါချေမစင်ချေယောဂဘယကေဝေမှုနဲ့ကယောဂမြဤဘေမကေဝေစီချေကိုကြမှာမှုတာမကစေလေတွေ့ချေမချီလေချေတွေဝေချေတို့ကိုပြေပြောစေချေစသည့်အကျိုးတရားများကိုရရှိစေသည်ဒီထက်မကအကျိုးရရှိစေနိုင်တဲ့အပါဠိတွေကိုရုပ်ပြမယ်စေခုမာရစေခုမာစရမစေနောဓမ္မညုဓမ္မသာမိကောပလူပေတောပလဒရောဝါရတောဒေတုမေဝရာနောက်တစ်ခေါက်စေခုမာစရမစေတောစေခုမာစရမစေနောဓမ္မညုဓမ္မသာမိကောပလူပေတောပလဒရောဝါရတောဒေတုမေဝရာနောက်တစ်ခေါက်စေခုမာစရမစေနောဓမ္မညုဓမ္မသာမိကောပလူပေတောပလဒရောဝါရတောဒေတုမေဝရာနောက်တစ်ခေါက်စေခုမာစရမစေနောဓမ္မညုဓမ္မသာမိကောပလူပေတောပလဒရောဝါရတောဒေတုမေဝရာမိစေတို့ရုပ်ပါတဲ့အခါမှာလေးလေးနက်နက်နဲ့ရုပ်ပါပါအရာကိုအာရုံပြုပါရိုးရိုးကြည်ကြည်နဲ့ရုပ်ပါပါအကျိုးကျေးဇူးတွေကိုရရှိစေနိုင်တဲ့နေ့စဉ်နဲ့ရုပ်ပါပါအနည်းဆုံးသက်စေရုပ်ပါပါအားလုံးကျေးဇူးတင်ပါတယ်